အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမကလေးတွေကျောင်းစာတက်တော့မယ်ဆိုတော့သူတို့အတွက် lunch box လေးပြင်ဆင်ရပါတော့မယ်ရှင်သူတို့ကထမင်းစားနေတယ်ပြီးတော့ကျောင်းမှာထမင်းစားရင်လေသူတို့ကအရန်ကြတယ်လို့ဒီချယ်တွေကပြောတယ်အဲဒါကြောင့်မလို့သူတို့ကိုထမင်းစားတာအဆင်ပြေအောင်လို့ဆိုပြီးတော့ကျမကထမင်းလိတ်လေးတွေထမင်းစုပ်လေးတွေအများသောအားဖြင့်လုပ်ပေးဖြစ်တယ်ထမင်းတကိုက်စာလေးကြတော့သူတို့စားရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲဒါကြောင့်မလို့သူတို့ကိုဒီနေ့ကိုရီးယားထမင်းလိတ်လေးလုပ်ပေးမှာဖြစ်ပါတယ်ကျမတော့ဒီနေ့အစာပလာတွေကိုအများကြီးမထည့်တော့ဘူးကြက်ဥနဲ့မုံလာဥနီပဲထည့်ပြီးတော့လိတ်ဖြစ်ပါတယ်ဒါလေးကတော့ခါသီးကြော်လေးရယ်ကြက်သားချိုလေးရယ်ပေါ့နော်တက်ထည့်ပေးလိုက်ပါတယ်ရှင်နှစ်ခုလားကိုပေါက်တဲ့ကိုတဲ့တဲ့နှစ်ခုလားရစားမလားရစားမလားအဲ့ဒါပဲဒီတရားတုံးလို့ဒီလား like this like this and this cover like this အဲ့ဒါကမင်းပြန် okay လားအဲ့ဒါပြန်လို့ဒီလာမတက်တယ်ဟုတ်လားမေမေအရင်တဲ့